1368ခုဝါကောင်လကွယ်နေ့ပဲကူတိုင်းပဲကူမြို့စွတောင်းပြေရှင်မော်တော်စေတီတော်မြတ်စွာဘုရားရဲ့ရင်မြင်တော်ပေါ်မှာရှင်ရင်ကျင်းပပြုလို့အပ်တဲ့ဝါတွင်ဓမ္မသဘင်တရားပွဲရှိရာသို့တရားလူခံရာရောက်ရှိလာကြကုန်သောမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့အားဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးလှူဟောကြားအပ်သည့်ပစ္စုပတ္ထကသင်္ညထေရအပါဒံတရားအဲ့ဒီတရားကိုဘုန်းကြီးတို့ကမြန်မာနာမည်လေးပေးပြီးတော့တရားကောင်းစဉ်လေးဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ကိုပြောပါတယ်ဒီနေ့ခေါ်မဲ့တရားကဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်တော်ကစေတီကြီးတည်ထားသွားတဲ့ယဟန္တာတပါးရဲ့အကြောင်းပေါ့စေတီတည်စဉ်ကာလကတော့ယဟန္တာမဟုတ်ပါဘူးဘလူးမင်းကြီးပါပဲဘလူးဘဝကစေတီကြီးတည်ထားခဲ့တဲ့ကုသိုလ်ကံကြောင့်ဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာတော်ဂေါရမမြတ်စွာဘုရားသာသနာတော်ရောက်လာတဲ့အခါကျတော့ယဟန္တာတပါးရဲ့လို့ထင်ရှားသွားတဲ့ယဟန္တာကြီးတပါးရဲ့အကြောင်းကိုပြောပြမှဆိုတော့ဘုန်းကြီးစိတ်ထဲဗာစိတ်ကူးပေါ်လာတော့လို့ဆိုတော့ဘုန်းကြီးတို့ပြီးခဲ့တဲ့တဘိုးတွေလလောက်ကမင်းဘူးရှေဆက်တော်ဘုရားကိုဘုန်းကြီးတို့ရောက်သွားတယ်ရောက်သွားတော့ကိုရှေဆက်တော်ဘုရားမနဲ့စောစောအာယုန်တက်ချိန်ပါတိရကုဆရာတော်ကြီးဟောထားတဲ့တိတ်ခွေရွှေဆက်တော်ဘုရားကုန်းတော်ဘကနေဖွင့်ရွှေဆက်တော်ဘုရားသမိုင်းဒီတရားဘုန်းကြီးနာခဲ့ရတယ်အဲ့ဒီမှာတည်းကဘုန်းကြီးစိတ်ထဲမှာဘာစိတ်ကူးပေါ်လာတော့ဆိုတော့တို့ပဲခူးမြို့မှာနေပြီးတော့ရှင်မော်တော်ဘုရားကြီးရဲ့သမိုင်းဆရာတော်တန်ဃာတော်တွေအဟောတင်နေတယ်အဟောနေတယ်ဆိုရင်ဘုန်းကြီးမကြားဘူးသလောက်ပဲရှင်မော်တော်ဘုရားသမိုင်းဟောတယ်ဆိုတာနောက်တက်ကဘုန်းကြီးတို့တိရကုဆရာတော်ကြီးပဲဒီစီဒီခွေတွေပါနေထုတ်ထားတာရှိတယ်မြတ်ဖယားရွှေတကုံဆိုပြီးတော့ရွှေတကုံဘုရားသမိုင်းလည်းပဲတိရကုဆရာတော်ကြီးကဟောထားတာရှိတယ်ရွှေဆက်တော်ဘုရားသမိုင်းလည်းပဲတိရကုဆရာတော်ဟောထားတာရှိတယ်ရှိတော့ကိုဘုန်းကြီးကအဲ့ဒါရွှေတကုံဘုရားသမိုင်းကိုရွှေဆက်တော်ဘုရားသမိုင်းကိုထိုနှစ်ခုလုံးကိုနာကြားပြီးတော့ဘုန်းကြီးစိတ်ထဲဘယ်နဲ့ဖြစ်လာတော့ဆိုတော့ငါရွှေမော်တော်ဘုရားသမိုင်းဟောရရင်ကောင်းလိမ့်မယ်ထင်တယ်စိတ်ထဲဒီလိုဖြစ်တယ်ဒီလိုဖြစ်တော့ကိုအဲ့ဒါဘုန်းကြီးတို့ရွှေမော်တော်ဘုရားသမိုင်းစာအုပ်ရှားရလာတဲ့အခါကျတော့အဲ့ဒီတဲကထုတ်เสียရှိတာတွေထုတ်ဆိုတော့ဘုရားသမိုင်းကြီးတက်တယ်လည်းမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကစေတီကြီးတည်ထားလို့ယဟန္တာဖြစ်သွားတဲ့ယဟန္တာကြီးတစ်ပါးအကြောင်းလဲငါထည့်ပြောအောင်မှဖြစ်မဲ့ထင်ပြီးတော့အဲ့တော့ဘုန်းကြီးကဘုရားလက်ထက်ကအဖြစ်အပျက်နဲ့ပေါင်းပြီးတော့ဒီနေ့ဟောမဲ့တရားဟာဘုန်းကြီးတို့ပြည့်တိုင်ရွှေမော်တော်ဘုရားသမိုင်းဟောမလို့ဗတ်တရားလဲပဲခူးမြို့မှာနေပြီးတော့ဒီဘုရားကြီးရင်မြင်တော်ကိုရောက်ပြီးတော့ဒီဘုရားကြီးဘယ်သူစတည်သွားတယ်လဲမသိဘူးဒီဘုရားကြီးမှာဆံတော်ဘယ်နှစုကိန်းဝင်နေတယ်လဲမသိဘူးသိသလားမှန်တာပြောမသိဘူးဘုန်းကြီးတို့လည်းမသိဘူးသမိုင်းဖတ်မှသိတာဆိုတော့သမိုင်းဆိုတာကလည်းပဲစာအုပ်ဆိုတော့ဖတ်ရင်နဲ့တော့ကြအကြောင်းပေါ်လာလိုက်စာမျက်နှာလေးမှတ်ထားလိုက်ခြားထားလိုက်ကြက်ထားလိုက်ဟိုရောက်ဒီရောက်နဲ့နောက်တော့ဘယ်ရောက်မှမသိတော့ဆိုတော့ gain စာအုပ်ဖတ်တာတဲ့သူများပြောပြတာဘယ်ဟာကနားထောင်လို့ကောင်းလဲအေးဟုတ်တယ်သူများပြောပြတာနားထောင်လို့ကောင်းတယ်ခုပြောပြမလို့လားသူ့နေရာနဲ့သူ့တရားလိုက်အောင်ဟောမှဟုတ်လားပရိသတ်ရေကျင်းပတဲ့တရားပွဲကဘယ်မှာကျင်းပတာတုံးဆိုတော့ဘုရားရင်မြင်တော်ပေါ်မှာကျင်းပတဲ့တရားကဘာမှကျင်းပတာလဲ
ဒီဘုရားစေတီတော်ကြီးရဲ့ရွှေမော်တော်စေတီတော်ကြီးရဲ့ရင်မြင်တော်မှာကျင့်ပတဲ့တရားပွဲဆိုတော့ရွှေမော်တော်သမိုင်းခေါ်တာသဘာဝကြလားမကြဘူးလားမြောက်ပြီးအောက်ကနေကြားလားဟောခြင်းနဲ့ဘုန်းကြီးကလည်းဟောခြင်းနေလို့ရှာထားတာကြာပြီးသမိုင်းကိုအဲ့ဒါဘုန်းကြီးစိတ်တဲ့ဒါလေးအကြံပေါ်လာတာလေးရှင်းဥစွာပြောပါတယ်တိတိကူဆရာတော်တို့လည်းပဲမြတ်ဖရာရွှေတကုံဆိုပြီးတော့ရွှေတကုံဘုရားသမိုင်းခေါ်တာရှိတယ်ပရိသတ်ကြီးနော်အဲ့တော့ပြောတရားရှိတယ်ဟိုချမ်းမြေမြတ်ဘုန်းကြီးကဘယ်နဲ့ရှင်မောတော်ဘုရားပေါ်တက်ပြီးတော့ဘုရားသမိုင်းပြောသွားတော့ဆိုတော့ဘုန်းကြီးတို့ရဲ့လေးစားလောက်ရတဲ့ဆရာတော်ကြီးတွေကလည်းပဲရွှေဆက်တော်ဘုရားသမိုင်းတို့ရွှေတကုံဘုရားသမိုင်းတို့ဒီလိုဟောလာခဲ့တာတွေရှိတော့ဘုန်းကြီးတို့ကလည်းပဲအဲ့ဒါဒီနေ့တော့တို့ဘကုမြို့သူမြို့သားတွေကိုလာပြီးတော့ဥလာချနေတဲ့ဘုရားကြီးမှာဆံတော်ဘယ်နဲ့စုကင်းဝတ်တယ်လဲဒီဆံတော်တွေကိုဘသူပင့်လာတာလဲဒီဘုရားကြီးကိုစတဲ့တော့ကညံတော်ဘလောက်ရှိတယ်လဲဒီဘုရားကြီးကမြေငလျင်ဘယ်နဲ့ချိန်ခတာကိုခံတော်မူရတယ်လဲဆိုတာတွေကိုစုံစုံလင်းလင်းဖြစ်ဘုန်းကြီးတို့ခဏိဟောမဲ့တရားသည်ရွှေမော်တော်ဘုရားသမိုင်းလို့ဒီလိုလေးပဲနာမည်လေးပေးလိုက်ကြရအောင်ဟုတ်ပြီလားရွှေမော်တော်ဘုရားသမိုင်းဟောမယ်ဆိုတော့အဲ့ဒီဘုရားသမိုင်းနဲ့တွဲဖက်ပြီးတော့ဘုရားလက်ထက်ကဇေတီတည်သွားတဲ့ပြစ္စုပ္ပတ္တကသင်္ညထေရအပါဒံတရားအဲ့ဒီနှစ်ပြပေါင်းစပ်လို့ခဏရွှေမော်တော်ဘုရားသမိုင်းဟောချပြောချနာချကြီးညိုကြည့်ကြရအောင်ဒါကြောင့်မို့လို့အဲ့ဒီရွှေမော်တော်ဘုရားသမိုင်းမဟောကြသေးမီမနာကြသေးမီမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်ကြီးကိုယောတိတော်လက်ဟုချီမိုးရှင်ခေါ်၍ဓမ္မသဖြင့်စတင်ဖွညာရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ဟုချီပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုတော်မြတ်အားချီးကျူးကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှင်ကိုဖြင့်ဘုရားရှင်ကိုပူဇော်၍ဓမ္မသဖြင့်စတင်ဖွညာရအောင်ဥရိတိဓာနီလောကိညုသန္တိမာဓမ္မတိတကုပဗတေတိဣမေသန္တုဓမ္မရံတိဓာတုစုဓာနီဓာနီဘုရားနိဟုသောယရဏစံယုံကြောင့်တရပံငုံတို့ဖြာဖြာစံစုံတင်၍စွမ်းကုန်ပြင်းမိယခုကာလသမယ၌ဓမ္မတိတကုရွှေမြတ်အယောင်နေလာယောင်တွေလာယောင်တို့ထက်ဂရေဂရမကအဝင်းကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှာယရဏတရားဒီဟုသောအယောင်ဝါလည်းရှိတော်မူပါပေထသောလောကီညူလူအကြောင်းတွေနအကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရရအခက်မဲ့ထင်မြရှင်ပဲတည်းများလက်တင်ထားတဲ့ကဲ့သို့ပိုင်ကြဝေဘံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါပေထသောစန္ဒီမာတကဘာလုံးမှသာဆုံးထိတ်ဆုံးဖြစ်၍စိတ်တလုံးမြတော်တာလို့ခဏမပေါ်လာလည်းရင်တမြောကမန္တေလင်းအသည့်သံဝင်ဖွင့်ပုံသွင်းဘုရားရှင်ကိုတော်မြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုပြန်ခွင်း၍အလင်းတတကြီးကြီးနဲ့ဘိုလ်ဦးကြီးတောင်းထိန်စီမှာမြရောင်ကြီးတဖိတ်ဖိတ်နဲ့တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမှာလေးရုံကိုလက်ရ၍လေးရကိုမြန်တော်မူတိရကူမြန်နန်းနေလာသံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုတော်မြတ်ကြီးဖရာတွင်တွင်းဘူးအပြင်းဘူးအစဉ်ဘူးကံဘူးကန့်ကြသဖြင့်အဘုဒ္ဓရှင်သူတွေကိုဘုဒ္ဓတွင်ချုပ်ငြိမ်အောင်ယောသိအင်းများစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပ္ပအညိတဆော၍မြတ်သောဝါဒနာခိုင်ညာသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေတံတုရှေ့ဘဝဇယိတို့ကြောင့်အေးများကိုသာကြိုက်၍နေကြကုန်သောထိုထိုများစွာတတဝအနန္တမသမြတ်တို့ကိုဓမ္မရာတိဂုံတော်ညွန့်6ဆုံးဒီဘုံတော်6ခန်းတရားတော်ဒီဟုသောမြတ်ရောင်ကြီးပန်းတို့ဖြင့်ဘဗတေတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နံအမတမြေမှာချမ်းသာစေမောင်ရွှေမတန်းရအောင်
Yang wei san de ji ji de li li ba ba wei yue Thon le no mu le ba Ga ba amao ma ti Mya yang ji nyun bu do phit hu A thu chin de ye ma song nai ni Shwe phong kai ko ro mya ji phaya So lai ba sajjawala ananda nai Long long khan tei tattva twe Ko ma tan tan bu ban sway de Ko sin ye le kin ma se Be an tan tan yang khan tei no Sao ngã tây lô nhảy ba thế Xây mà đàn đàn bù bằng xoay đề Xây xin ye lên kê mà thế Xây ye công khăn nây bà na Sam ya nai ba thế Ê đà ga Buddha Hoja Metta Tha Bwa De Tambabi Sajjawala Ananda Nai Long long khan tei Nabhyama Twe Ko ma tan tan bu ban sway de Ko sin ye le kin ma se Be a tan tan yang khan tei no Sao ngã tei lô nhảy ba se Xây mà tan tan bu ban xoay de Xây xin ye lên kin ma se Xin ye công khăn nây bà na Sam ya nai ba se Ê đà ga Buddha Hoja Metta Tha Bwa De Tambabi Tabi tiyo wu santu toko rogo vina tatu Mande bun ton teraya tuki tika yuko bawa Tabi tiyo long song no bhiuva yoga andere udamya paundo di Wei wei dan du xiao lue biao bie jia ba de go Togo sa toga deya di la gao Yogo sa ka ana yoga di la gao Vina tatu biao bie ba je Andaraya andere paundo di ma bon du ma cha ma yaw ja ba de go le Dukhi dukhi dao Ko sai na phya jian ma chang da wan da ja go ni phit yue Di ga yu ga tat ya tan ko jaw lan nain ja gung thi Bwa tu bwon tu Kaung sa ma thwe phit nain ja ba se gung tati Metta Adita Metta Patthana mya pyu pi doရှင်မောတော်စေတီတော်ရဲ့ရင်မြင်တော်ပေါ်မှာကျင့်ပအပ်သောဝါတွင်ဓမ္မသဘင်တရားပွဲကိုဘုန်းကြီးတို့ယခုချိန်ကစတင်ပြီးတော့ဖွဲ့ပါတယ်စေတီယပူဇာတရားလို့ရှင်မောတော်စေတီတော်ကြီးရဲ့ဘုရားသမိုင်းကိုဘုန်းကြီးတို့မြို့သူမြို့သားနယ်သူနယ်သားများသိနိုင်ကြပါစေဒီဘုရားကြီးကိုသမိုင်းเจ้าကိုပြည့်ပြည့်စုံစုံမသိခင်တုန်းကဘုရားကိုရှိခိုးပူဇော်ဖူးမြော်ရတာနဲ့သမိုင်းเจ้าကိုသိသွားပြီးသည့်နောက်မှာဒီဘုရားကြီးကိုဥအကျဉ်းချင်းလက်ချရတဲ့စိတ်သက်ချင်းမတူတော့ဘူးလို့မသိခင်တုန်းကပူဇော်ရတာကတစ်မျိုးသိပြီးတော့ပူဇော်ရတာကတစ်မျိုးတလုံးမလားဘိသရဲ့စေတီတော်ကြီးမှာဆန္တော်တွေဘယ်နှစုကိန်းဝတ်တယ်လဲဒီဆန္တော်တွေကိုဘယ်သူကပင့်ဆောင်လာပေးတာလဲဒါတွေကိုဘုန်းကြီးတို့ပိဋကပုဂ္ဂိုလ်ကောင်းတို့သိပြီးတော့ဒီရှင်မောတော်စေတီတော်ကြီးရဲ့ဌာပနာဓာတ်ကိုဘယ်နေရာမှာတည်ထားသလဲဘယ်သူတွေကစောက်ရှောက်နေသလဲဒါတွေပြည့်ပြည့်စုံစုံဘုန်းကြီးတို့ရှင်မောတော်ဂောဘကထုတ်တဲ့သမိုင်းစာအုပ်
ဖတ်ပြီးတော့ရေးစရာရှိတဲ့မှတ်တမ်းမှတ်ရာတွေကိုရေးလာပြီးတော့ခုနှစ်တက္ကရင်များနဲ့တကွအလုံးတရားချက်ကင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့အဘုန်းကြီးတို့ခဏရတဲ့အချိန်ပိုင်းမှာပြောပြသွားမှာဖြစ်ပါတယ်ယောစေပူစေယတံဗုဒ္ဓံဒိဋ္ဌံလောကနာယကံဓာတုံတသဗ္ဗမတ္တံပိနေဗုတ္တသာပိပူဇယေယောနရောအကျဉ်ပုဂ္ဂိုလ်သည်လောကနာယကံလူသုံးပါးတို့၏ရှေ့သွားကောင်းဆောင်ဖြစ်တော်မူသောဒိဋ္ဌံတံတတော်ထင်ရှားရှိတော်မူသောတံဗုဒ္ဓံမြတ်စွာဘုရားကိုစေပူစေရာအကဲ၍ပူဇော်ကြရ၏ယောဇခြင်းသူတိကနေဗုတ္တသာပိပရိနိဗ္ဗာန်ဝေဆံခြုံငိမ့်ဘဝဇသိအေးမြတ်တော်မူသောမြတ်စွာဘုရား၏လေသတ္တဗမတ္တမိမုံကြီးစေခံမြလိဖြစ်သောဓာတုံဓာတ်တော်ကိုပူဇေကောင်းစွာမဲ့သွေပူဇော်သင့်ပါပေပြီတကားတတ်တော်ထင်ရှားမြတ်စွာဘုရားကိုကိုယ်တိုင်ဖူးတွေ့လိုက်လို့ပူဇော်ရတဲ့ကုသိုလ်ကောင်းမှုမျိုးကတခုတဲ့တတ်တော်ထင်ရှားမြတ်စွာဘုရားမရှိတော့သည့်နောက်မြတ်စွာဘုရားရဲ့ကိုယ်စားမုံကြီးစိတ်ခန့်မြရှိသောဓာတ်တော်များကိုပူဇော်ရတဲ့ကုသိုလ်ကောင်းမှုကတခုလို့ဆိုပြီးတော့ကုသိုလ်2မျိုးပေးတတ်ရဲ့ကုသိုလ်ဘယ်နှမျိုးလဲဓာတ်တော်ထင်ရှားမြတ်စွာဘုရားကိုဖူးတွေ့လိုက်ရလို့ပူဇော်ရတဲ့ကုသိုလ်ကောင်းမှုကတခုဓာတ်တော်ထင်ရှားမြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းမှာဘုရားရဲ့ကိုယ်စားတည်ထားအပ်တဲ့ဓာတုဓမ္မဥဒိဋ္ဌပရိဘောဂမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဆံတော်တွေသွားတော်တွေအဲ့ဓာတွေကိုပူဇော်ရတဲ့ကုသိုလ်ကောင်းမှုကတခုအဲ့ဒီကုသိုလ်2မျိုးကိုဓမ္မေစိတ်တံပတ္တဓမ္မိသမံပုံညမဟကတံတတ္တမထုပံကရိတဝနာပူဇေဟိဇိနာဓာတုယောစိတ်တပတ္တဓမ္မိစိတ်ဤကြည်ညိုခြင်းသည်သမေတ္တာပညာတရံပညာစေရနာတို့သေချာအတ္တိတူမြသည်ရှိသောမဟကတံမှန်စွာစင်စစ်မြတ်သည်အဖြစ်သို့ရောက်သောပုံညာနဲ့ကုသိုလ်ကောင်းမှုသည်တမန်မြဲတစေတူမြပါပေ၏တတ္တမထို့ကြောင့်ဇိနာဓာတုယောဘုရားရှင်တို့ရဲ့ဓာတ်တော်ဆံတော်အံတော်တို့ကိုထူပကရိတဝနာစေတိပထောပြုလို့၍ပူဇေဟိကောင်းစွာမဲ့သွေပူဇော်သင့်ပူဇော်ထိုက်ပါပေပြီတကားဆိုလိုက်ပါတတ်တော်ထင်ရှားမထင်ရှားဖယားနှစုမှာတတ်တော်ထင်ရှားမထင်ရှားဖယားနှစုမှာအကျဉ်သူခတဒါထလေးစားပူဇော်ရာအကျဉ်သူကတဒါထလေးစားပူဇော်ရာစိတ်တူညီကကောင်းကျိုးရာတူမြမလွဲပါစိတ်တူညီကကောင်းကျိုးရာတူမြမလွဲပါထို့ကြောင့်ဖယားဓာတ်တော်များတည်ထားပူဇော်ပါထို့ကြောင့်ဖယားဓာတ်တော်များတည်ထားပူဇော်ပါဒါကြောင့်ဇိနာဓာတုယောဘုရားရှင်တို့ရဲ့ဓာတ်တော်တို့ကိုထူပံကရိတဝနာစေတိပထောပြုလို့၍ပူဇေဟိကောင်းစွာမဲ့သွေပူဇော်သင့်ပူဇော်ထိုက်ပါပေပြီတကားအဲ့တော့တတ်တော်ထင်ရှားမြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းမှာမြတ်စွာဘုရားရဲ့ဓာတ်တော်များမြတ်စွာဘုရားရဲ့ဆံတော်များကိုပူဇော်ခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေဟာတတ်တော်ထင်ရှားမြတ်စွာဘုရားနဲ့စိတ်ထားအတူတူထားရင်ကုသိုလ်လည်းအတူတူပဲတဲ့ကုသိုလ်ခွဲသေးလားကုသိုလ်မတူဘူးလား
ဒါဖြင့်ဘုန်းကြီးတို့ဘုရားမြို့သူမြို့သားများရှစ်ဘုံရှစ်ကအလွန်ကောင်းကြလွန်းလို့မြတ်စွာဘုရားရဲ့ဆံတော်အစစ်ကင်းဝတ်တော်မူတဲ့ရွှေမော်တော်စေတီတော်ဘာစေတီတော်လဲဒီရွှေမော်တော်စေတီတော်ကြီးကဓာတ်တော်ထင်ရှားမြတ်စွာဘုရားဘုရားမြို့ကိုကြွလာပြီးတော့မအပူဇော်ခံနေတကဲ့သို့စိတ်ထဲမှာကဒါမြတ်စွာဘုရားအစစ်ပဲမြတ်စွာဘုရားရဲ့ဆံတော်တွေမြတ်စွာဘုရားရဲ့အံတော်တွေအဲ့ဒီမြတ်စွာဘုရားရဲ့ဓာတ်တော်တွေထည့်ထားတဲ့တပိတ်တော်တွေဒီဌာပနာလေးကြီးထဲမှာရှိတယ်ဘုရားကြီးအဲ့ဓာတွေကိုဘုန်းကြီးတို့ကစိတ်ထားအတူတူထားနိုင်ရင်ဟောဒီရွှေမော်တော်စေတီတော်ကြီးဟာတကယ်တတ်တော်ထင်ရှားမြတ်စွာဘုရားဘဂိုးမျိုးကိုကြွပြီးတော့အပူဇော်ခံနေတာနဲ့မတူဘူးလားအေးစိတ်ထားတူရတယ်ဘာတူရလဲဒါတကယ်မြတ်စွာဘုရားကြွပြီးတော့အပူဇော်ခံနေတာပဲလို့အဲ့ဒီလိုစိတ်ထားတူရတယ်တဲ့စိတ်ထားတူရင်ကုသိုလ်လည်းအတူတူကျိုးပေးတယ်မပေးဘူးလားအေးအဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့ဒီစေတီတည်ထားသွားတဲ့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်တော်မှာစေတီယပူဇာကုသိုလ်ကောင်းမှုကြောင့်ယဟန္တာဖြစ်သွားတာပစ္စုပ္ပတ္ထာနသင်္ညကမထေတဲ့ပစ္စုပ္ပတ္ထာနသင်္ညကမထေကယဟန္တာဖြစ်သွားတဲ့အခါကျတော့ငါဘာဖြစ်လို့လွယ်လွယ်ကူကူနဲ့ယဟန္တာဖြစ်ရတာဒုံလို့သူ့ရဲ့ဘဝခရီးကိုပြန်ပြောင်းပြီးတော့ပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်စံတမဘဝင်စားပြီးတော့ကြည့်လိုက်တဲ့အခါမှာဘာသွားတွေ့တော့လို့ဆိုတော့အတ္တဓာတ်သိမိသူကတေနေဗုတေသမနန္တရာယက္ခယောနေဥပပေစိယတံပတ္တောသဟန္တရာအတ္ထဓာတ်သိမိအတ္ထဓာတ်တိအမည်တော်ရှိတော်မူသောသူကတေကောင်းသောစကားကိုဆိုတော်မူရသောမြတ်စွာဘုရားသည်နေဗုတေပရိနိဗ္ဗာန်ဝိသံခြုံငိဘဝဇယုတ်သိအေးမြသည်ရှိသောသမဏန္တရံပရိနိဗ္ဗာန်ဝိသံခြုံငိယုတ်သိအေးမြတော်မူသည့်ခြားမဲ့၌အဟံငါသည်ယက္ခယောနေဘလူမျိုး၌ယတ္တံစရှိသိဥစ္စာအချမ်းရနှင့်ပြည့်စုံနေဖြစ်တော်လေပါတော်ကောင်းစွာမသွေရောက်ခဲ့ဘူးပါပေပြီတကားပွင့်တော်မူသွားတဲ့ဘုရားကအတ္တဓာတ်တိမြတ်စွာဘုရားတဲ့အဲ့ဒီအတ္တဓာတ်တိမြတ်စွာဘုရားပြိဋိဘံစံသွားပြီးသည့်နောက်ဘုရားကတော့တတ်တော်ထင်ရှားမရှိတော့ဘူးမြတ်စွာဘုရားပြိဋိဘံစံသွားပြီးသည့်နောက်မှာအဲ့ဒီပစ္စုပ္ပတ္ထာနသင်္ညကမထေကြီးအလောင်းဟာဘာဖြစ်တော့ဆိုရင်ဘလူမင်းကြီးဖြစ်တယ်တဲ့ဗမင်းလည်းဘေးသားရဲ့ဘလူမင်းကြီးတောင်မှသမ္မာဘလူမင်းကြီးမဟုတ်ဘူးယတ္တံစစီသိဥစ္စာအချမ်းအယံနေပြည့်စုံနေဖြစ်တော်လိစီတဲ့ဥစ္စာတွေလည်းသူ့မှာအများကြီးစိန်နေရွှေတွေငွေတွေပရိသတ်အချမ်းယံနေအများကြီးနဲ့တောအုပ်ကြီးတွင်မှာအလွန်တရာဘုံတကူအနုဘောနဲ့ကြီးမားတဲ့ဘလူမင်းကြီးဖြစ်ခဲ့ဘူးတဲ့အဲ့ဒီလိုဘလူမင်းကြီးဖြစ်နေတဲ့အခါကျတော့ဘလူမင်းကြီးကစဉ်းစားတယ်ငါရထားတဲ့စီတဲ့ဥစ္စာတွေစိန်ရွှေငွေကြောက်တံပရမများအချမ်းယံဒါတွေဟာရထားတော်လည်းပဲယခုမြတ်စွာဘုရားပြိဋိဘံစံသွားပြီပြိဋိဘံစံသွားတော့ငါဟာကုသိုလ်ကောင်းမှုဘာမှလုပ်ခွင့်မရှိတော့ဘူးအဲ့တော့ငါရထားတဲ့ဇီဝဥစ္စာတွေကအလကားပဲငါမိုးလင်းလာတာနဲ့ကုသိုလ်မရှိဘူးမိုးချုပ်သွားလည်းပဲငါမှာကုသိုလ်ကောင်းမှုဆိုတာဘာမှမရှိဘူးမိုးလင်းလည်းကုသိုလ်မရှိမိုးချုပ်သွားလည်းကုသိုလ်မရှိအဲ့ရတာလည်းကုသိုလ်မရှိနိုးလာတော့လည်းကုသိုလ်မရှိနဲ့ငါဘဝကြီးဟာအတိတ်ပဲမဲ့နေပါလားတဲ့ဘဝအတိတ်ပဲမဲ့နေတာဘာဖြစ်လို့တုံးဆိုရင်ကုသိုလ်မရှိလို့ဘာမရှိလို့လဲဒါမြင့်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဘဝအတိတ်ပဲပြည့်စုံခြင်းရင်ကုသိုလ်ရှိဘူးပါကုသိုလ်ကိုကြိုးစားပါကုသိုလ်ကိုအထောက်ပါဒီလိုမဟုတ်လားကဲအဲ့ဒါလေးဆိုကြည်စမ်းမှာစိတဲ့ဥစ္စာပြည့်စုံပါလေငါမှာဗုဒ္ဓမဖူးရအရာမတော်သူရှိတဲ့ဥစ္စာတွေဘယ်လောက်ပဲပြည့်စုံနေပါစေမြတ်စွာဘုရားကိုမဖူးရဘူးကုသိုလ်ကောင်းမှုမလုပ်ရဘူးဆိုရင်ဘဝဟာအရာမတော်သူပဲတဲ့
အဲ့ဒါဘလူးကပြောတာဘသူကပြောတာလဲဆိုလိုက်စည်းစိမ်ဥစ္စာပြည့်စုံမှလဲငါမှာဗုဒ္ဓမမီရခြင်းမိုးရလင်းအလေးမတော်သူစည်းစိမ်ဥစ္စာပြည့်စုံမှလဲငါမှာဗုဒ္ဓမမီရခြင်းမိုးရလင်းအလေးမတော်သူငါဘဝကြီးကမိုးလင်းလာတာလည်းဘာမှထိပ်ပဲမရှိဘူးမနဲ့မိုးလင်းလာတာနဲ့ဖယားနဲ့တရားနဲ့ကုသိုလ်ကောင်းမှုနဲ့များမိုးလင်းရမလားအောင်းမိတယ်မြတ်စွာဘုရားပြိဋိဘံစံသွားပြီငါကုသိုလ်ပွဲကြီးနဲ့လွဲသွားပြီဆိုပြီးတော့ဘလူမင်းကြီးညည်းညူနေတာဒါကြောင့်ဘုန်းကြီးတို့တရားတော်မှဒီကံကောင်းတယ်ဘုရားတန်တော်ကြီးနဲ့တွေ့မနဲ့မိုးလင်းတာနဲ့ဘုရားရှိခိုးပရိစိတ်မေတ္တာပို့တရားမှတ်တရားအထုတ်ကုသိုလ်နဲ့မိုးမလင်းရဘူးလားဒါကြောင့်မို့လို့ဒီမှာဘလူမင်းကြီးကပြောနေတဲ့စိစိမ်ဥစ္စာပြည့်စုံမှလဲငါမှာဗုဒ္ဓမမီရခြင်းမိုးရလင်းအလင်းမတော်သူဆိုလိုက်အောင်စိစိမ်ဥစ္စာပြည့်စုံမှလဲကုသိုလ်အလုပ်ငါမလုပ်မိုးချုပ်မတော်သူစိစိမ်ဥစ္စာပြည့်စုံမှလဲကုသိုလ်အလုပ်ငါမလုံးမိုးချုပ်မတော်သူညာအိယာဝင်တော့လည်းပဲဖះနဲ့တရားနဲ့သံဃာနဲ့ကုသိုလ်ကောင်းမှုနဲ့အိယာဝင်ရပါမလားအောက်မိတယ်ဖះပရိနိဗ္ဗာန်ဆံသွားပြီငါကုသိုလ်ပွဲကြီးနဲ့လွဲသွားပြီငါရဲ့မိုးချုပ်ခြင်းဒီအချုပ်မတော်ဘူးဘလူမကြီးနဲ့စာရင်ဘုန်းကြီးတို့တရားဓမ္မတွေကကုသိုလ်မကောင်းဘူးလားညာအဲ့တော့ဖះမရှိခိုးဘူးလားသတိစိတ်တို့မေတ္တာပို့လို့တရားမှတ်လို့မလုပ်ဘူးလားကုသိုလ်တွေမိုးလင်းလဲကုသိုလ်နဲ့မိုးချုပ်သွားလဲကုသိုလ်နဲ့ဒီလိုမဟုတ်လားကိုင်းဆိုလိုက်ပါရှိတဲ့ဥစ္စာရေတုံမှလဲငါမှာဗုဒ္ဓလွဲသွားရဘဝကံဆိုးသူရှိတဲ့ဥစ္စာရေတုံမှလဲငါမှာဗုဒ္ဓလွဲသွားရဘဝကံဆိုးသူကံဆိုးလိုက်တာမြတ်စွာဘုရားနဲ့လွဲသွားတာဘုရားသာနာတော်ကြီးနဲ့လွဲသွားတာမြတ်စွာဘုရားမဖူးလိုက်ရတာကံဆိုးလိုက်တာလို့ဘလူမင်းကြီးတောထဲမှာတယောက်ထက်អော်ပြီးတော့ပြောနေတာဘုရားတိုက်ရေဒါကြောင့်မို့လို့ဆိုပါဘဝအတိတ်ပဲပြည့်စုံတယ်ကုသိုလ်ကြွယ်မှခေါ်ရတာဘဝအတိတ်ပဲပြည့်စုံတယ်ကုသိုလ်ကြွယ်မှခေါ်ရတာဘဝအတိတ်ပဲပြည့်စုံတယ်ကုသိုလ်ကြွယ်မှခေါ်ရတာကိုရရှိထားတဲ့လူဘဝလေးအတိတ်ပဲပြည့်စုံခြင်းရင်ကုသိုလ်ကောင်းမှုပြုလုပ်ပါလို့ဒါပြောနေတာဟုတ်လားဆိုလိုက်ကုသိုလ်မကြွယ်ဘဝမဲ့အတိတ်ပဲမဲ့နေတာကုသိုလ်မကြွယ်ဘဝမဲ့အတိတ်ပဲမဲ့နေတာကုသိုလ်မကြွယ်ဘဝမဲ့အတိတ်ပဲမဲ့နေတာကဲဒီလောက်ဆိုရင်ဘုန်းကြီးတို့ပြည်သားသဘောပေါက်တော့ပြီဘဝအတိတ်ပဲပြည့်စုံခြင်းရင်ကုသိုလ်ကောင်းမှုကိုကြိုးစားအထောက်ပါဘလူမင်းကြီးကတော့ငါဘဝကြီးအထိပ်ပဲမဲ့နေတယ်ငါဘဝကြီးအထိပ်ပဲမဲ့နေတယ်မြတ်စွာဘုရားပြိဋိဘံဆံသွားပြီမြတ်စွာဘုရားပြိဋိဘံဆံသွားပြီလို့အဲ့ဒီလိုညှဉ်းညူနေတာဒုလတံဝတ္တမေအာတိဒုဗ္ဗပါတံဒုရုဋ္ဌိတံယံမေဘောကေဝိဇာမနေပြိနိဗ္ဗာန်ဤသက္ခုမာမေငါအဝတ္တစင်စေကံအမှန်အဖြစ်ဒုလတံမကောင်းသောရခြင်းသည်ဝါအယမတော်ခြင်းသည်အာသိဖြစ်ခဲ့လေပြီဒုဗ္ဗပါတံမကောင်းသောမိုးလင်းရခြင်းသည်အာသိဖြစ်ခဲ့လေပြီဒုရုဋ္ဌိတံမကောင်းသောထခြင်းသည်အာသိဖြစ်ခဲ့လေပြီကတမဘေကြောင့်ဒီယံယတမအကျဉ်းကြောင့်မင်္ဂအားဘောဂစည်းစိမ်ချမ်းသာသည်ဝိဇ္ဇမန်နေထင်ရှားရှိပါလျက်သက္ခုမသက္ခု၅ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသည်ပရိနိဗ္ဗာန်ပရိနိဗ္ဗာန်ဝန်ဆံချုပ်ခြင်းဘဝဇာတိန်တော်မူခဲ့လေပြီတကား
အဲ့ဒီလိုတော်တဲ့တောင်းထဲမှာဘလူကြီးတယောက်တည်းညင်းညူနေတဲ့အတန်ကိုအတ္တတတိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့မဟာတာဝကတပါးဖြစ်တော်မူတဲ့အရှင်သာဂရမထေရတဲ့အတ္တတတိမြတ်စွာဘုရားရဲ့မဟာတာဝကကြီးတပါးဖြစ်တော်မူတဲ့အရှင်သာဂရမထေရကြီးကဒိဗ္ဗသောတအဘိညာဉ်ဖြစ်ဘလူကြီးညင်းညူနေတဲ့အတန်ကိုကြားတော်မူတယ်တဲ့အဲ့ဒီလိုကြားတော်မူတဲ့အခါကျတော့မှဘလူကြီးရှိတဲ့တောအုပ်တွင်ကိုအရှင်သာဂရမထေရသူများကြွတော်မူလာပြီးတော့ဧတတေမမသင်္ကပ္ပမေညာယသာဂရောနာမသာဝေကောမမုဒ္ဒရိတုကာမောသောအာကိစီမမတန္တိကံသာဂရောနာမရှင်သာဂရအမည်ရှိပြီးတော့သာဝေကောအတ္တတတိမြတ်စွာဘုရားရှင်ကိုရောမြတ်ယမဟာသာဝကကြီးသည်မမငါဘလူမင်းကြီးရဲ့သင်္ကပ္ပံကုသိုလ်ကောင်းမှုပြုလုပ်လိုခြင်းဆိုတဲ့အကြောင်းကိုအေညာယသိတော်မူ၍မမငါကိုဩတရိတုကမောထုတ်ဆောင်ခဲ့တယ်လို့သည်ဖြစ်၍သောထိုရှင်သာဂရမထေရသူမြတ်သည်မမငါ၏တန်တိကံအထံသို့အာဂေစီအလေးတမှုအရေးယူကကြွတော်မူလာခဲ့ပါပြီတကားငါရဲ့ညဉ့်ညူတဲ့တန်ကိုသာဂရမထေရကြီးကြားသိတော်မူတော့ကောင်းငင်ခရီးဇံဟုံစီးပြီးတော့ငါနေတဲ့တောအကြီးတွင်ကိုအရှင်သာဂရမထေရသူများရောက်လာတယ်တဲ့ရောက်လာပြီးတော့ငါ့ကိုဩဝါဒကထာမိန့်တော်မူတယ်ဂိဏုသောစတိမပါယေစရဓမ္မံသူမေတတအနုပါဒိဏံဗုဒ္ဓေနသဗ္ဗေတံဘိဇသမရာသူမေတတကောင်းသောပညာရှိပါတယ်ဘလူမင်းကြီးကဲရပဲကြောင့်သောစတိနုစောရင်ပူဆွေး၍နေပါတည်းမပါယေမကြောက်ပါနဲ့ဓမ္မံတရားကိုဓမ္မံကုသိုလ်ကောင်းမှုတရားကိုစရကျင့်သုံးပါလောဗုဒ္ဓေနမြတ်စွာဘုရားသည်သဗ္ဗေသံခန္ဓေမြတ်စွာတတ္တဝါတို့အားဘိဇတမ္ပရံကုသိုလ်ကောင်းမှုမျိုးစိတ်ပြည့်စုံခြင်းကိုအနုပါဒိဏံလျောစွာမြင့်မြတ်ပေးအပ်တော်မူခဲ့ပါပြီတကားဘလူမင်းကြီးတဲ့တင်ပန်ဖြစ်လို့တော့ကမိတွေတဟူတပြောင်ပြောင်တောက်လောင်ပြီးတော့နေသလဲအတ္တဓာတိမြတ်စွာဘုရားရှင်ကိုရောမြတ်ကတတ္တဝါဝေနေရတဲ့ကုသိုလ်ကောင်းမှုစိုက်ပျိုးကျဲချဖို့လို့ကုသိုလ်မျိုးစေ့ကိုပေးခဲ့ပြီးပြီတဲ့ဗာမျိုးစေ့တဲ့ကုသိုလ်မျိုးစေ့ကိုပေးခဲ့ပြီးပြီသင်္ဘလူမင်းကြီးကုသိုလ်မျိုးစေ့ကိုစိုက်ပျိုးကျဲချယုံမဲ့ရှိတော်တယ်ကဲဆိုမရသားရဲ့ပညာရှိရဲ့ဘာကြောင့်ကွယ်စိုးရိမ်နေရတယ်စိုးရိမ်တော့ကအဝဝပယ်မတင်တော်မယ်မကြောက်နဲ့ကွယ်ဘလူရဲ့ကျင့်ကွယ်တရားကွယ်ကုသိုလ်တရားမျိုးစေ့များဖျားပေးခဲ့တယ်အဲ့ဒီလိုမြတ်စွာဘုရားပြိဋိဘံဆံသွားတော့လည်းပဲတခါတော့ဘလူမင်းဘာမှအမပြင်းနဲ့မြတ်စွာဘုရားကကုသိုလ်မျိုးစေ့တွေကိုပေးခဲ့ပြီးပြီသင်္ဘလူမင်းကြီးစိုက်ပျိုးရုံပဲလို့အဲ့ဒီလိုသာဂရမထေရသူများကဩဝါဒကထာပေးလိုက်တော့သာဂရတဝသောသုတ္တဝါဗုဒ္ဓသူပံအကာတဟံဘေဇာဝတိပရိစ္ဆာရိမုနိနောထုပမုဒ္ဓမံအင်္ဂါတိသာဂရမထေရသူများရဲ့ဝသောသောကကိုပဲဖရာတေပါဆိုတဲ့စကားတော်ကိုသုတ္တဝါအာယပါယနာကြရ၍ဗုဒ္ဓရူပံဖရာပရောစေတီကိုအာဂတိတိထာပြောပြောကိုယ်ွယ်ပူဇော်ခဲ့လေပြီမုဏိနောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ထုပမုဒ္ဓမံပရောစေတီတော်မြတ်ကိုပိစဝတေ9နှစ်တို့ကာလပတ်လုံးပရိစ္ဆရိနေညပြောပြောလုံကျွေးပူဇော်ခဲ့ပါပြီတကားအဲ့ဒီဘလူမင်းကြီးဟာဘေဒတေသာဂရမထေရသူများရဲ့စကားတော်ကိုကြားနာပြီးတော့မြတ်စွာဘုရားပြိဋိဘံဝဆံချုပ်နေဘဝသာတိမ်သွားတော်လည်းပဲ
မြတ်စွာဘုရားသည်တဲ့ကုသိုလ်မျိုးစေ့တွေပေးကြတာများကြီးစိုက်ပျိုးယုံပဲအဲ့တော့မြတ်စွာဘုရားရဲ့ကိုယ်စားဟောဒီတော်ထဲမှာစေတီကြီးတဆူတီထားမယ်ဆိုပြီးတော့ပေတတ်တယ်သူရရှိထားတဲ့စိတ်ရွှင်ကိုကြောက်တံပရမဥစ္စာပစ္စည်းတွေအလုံးကိုစုပုံလို့အဲ့ဒီမှာဘုရားကိုယ်စားစေတီကြီးတည်ထားတယ်တဲ့အဲ့ဒီစေတီကြီးမှာစေတီယဝေယဝဆတပည့်စီလဲတာတို့အမိုက်တွေသွန်တာတို့ကျုံတာတို့ပန်းအိုဒီရေလဲတာတို့အဲ့ဒီလိုစေတီရဲ့ဝေယဝဆကုသိုလ်ကောင်းမှုတွေကိုပင်စားဝတ်တဲ့9နှစ်တို့ကာလပတ်လုံးဘယ်နှစ်တည်းလဲ9နှစ်တိုင်းတိုင်းအဲ့ဒီမှာစေတီရဲ့ရင်မြင်တော်ပေါ်မှာအမိုက်တရိုက်ရှင်းတာပန်းအိုရေလဲတာပန်းလဲတာစရှိသည့်အပြင်တန်ရှင်းရဲ့လုပ်ငန်းတွေကို9နှစ်လုံးလုံးပြုလုပ်ဆောင်ရွက်ခဲ့ပြီးတော့အဲ့ဒီဘုရားကမနေလို့အဲ့ဒီဘလူမင်းကြီးဟာသေသွားတဲ့အခါပရိသတ်ရဲ့တေနကမဒုပဒိဏလောကစိတ္တနရသဘာသဗ္ဗတေအနုမန္တဝနာအရဟတမပါပုနေပြိပါရိဏချင်းနှချောင်းရှိသောနလူတတ္တဝါတို့ကိုဆိုရတော်မူသောလောကစိတ္တလူတို့ရဲ့ကြီးမှုဖြစ်တော်မူသောနရသဗ္ဗလူတို့ထက်မြတ်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့တေနကမေနာထိုကဲ့သို့စေတီယပူဇော်ကုသိုလ်ကောင်းမှုကြောင့်တမ္ပတိလူပိနတ်ပိအလင်းလေး၌အတ္တိကျေးလီကြရကုန်ပြီပဲလူပိနတ်ပိအလင်းလေး၌အတ္တိအကောင်းစီစဉ်ပေါင်းကိုအနုဘောဓဝနာခံစားရပြီး၍အရဟတံကိလေသာအသောခွန်လျောကောကနဲ့ယဟနာဖြစ်သောအဘမုန်ီကောင်းသောမဲ့သွေရတော်မူရောက်တော်မူခဲ့ပါပေပြီတကားအဲ့ဒီဘလူမင်းကြီးသည်အဲ့ဒီဘဝကမနေလို့သေးလူပြည်နတ်ပြည်စေတီတည်ရတဲ့ကုသိုလ်နဲ့စုံစမ်းသွားလာရင်နဲ့နောက်ပိတ်ဆုံးဘိတို့ပိသရင်အရဟတဘောပေါယဟနာဖြစ်သူရောက်တယ်တဲ့စတုတုဟိထိတာတုဗုဒ္ဓံပိထိတာဝဟွန်တိလို့ဘုန်းကြီးတို့စာပေများမှာဒီလိုပြောဘာပြောတယ်လဲဟိအထုကိုဆိုလိုက်ဥက္ကစတုတုဓာတ်တော်မွေတော်တို့သည်ဓာတုတုဓာတ်တော်မွေတော်တို့သည်ဓာတုတုဓာတ်တော်မွေတော်တို့သည်ထိတာတုတီကုံကြီးရှိသောဗုဒ္ဓံပိဘုရားရှင်တို့သည်လည်းပဲထိတာဝတီကုံနေတာလေဟွန်တိဖြစ်ကုန်၏တဲ့ဓာတ်တော်ရှိနေသေးရင်ဘုရားရှိသေးတယ်တဲ့ဓာတ်တော်ရှိရင်ဒါကြောင့်မလို့ဘုန်းကြီးတို့ဒီရှင်မောတော်စီရီတော်ကြီးဟာဘုရားရဲ့ဆံတော်ပြေးတိုင်းဘုရားရဲ့ဗာကိန်းဝတ်လဲဆံတော်တောင်မှပြေးတိုင်းဘုရားကိုယ်တော်တိုင်တတ်တော်ထင်ရှားရှိစဉ်ကာလကပြီးခဲ့တဲ့ဆံတော်ပါလို့ဒါကြောင့်မလို့ဒီမှာမြတ်စွာဘုရားကတတ်တော်ထင်ရှားသတင်းသုံးနေတာပဲလို့ဘုန်းကြီးတို့စာပေများအရာပြောရင်ပြောလို့ရပါတယ်ပုရိပညာသသတ္တရောတတ္တကပ္ပတတိဣတောတတ္တရတနာတံပန္နောသက္ကဝုတိမဟာဗလာဣတောဣဗဒ္ဓကဗာမတတ္တကဗ္ဗတတိကဗ္ဗ900ထက်၌တတ္တယတနာတံပန္နာယရဏ9ပါးတို့နှင့်ပြည့်စုံကုန်ထသောမဟာဗလာကြီးသောခွန်အားများပြားသောဘုရားရှိကုန်သောပုရိပညာသပုရိပညာမည်ရှိနေနှင့်ဖြစ်ကုန်သောသတ္တတော်၄ချိန်ကုန်သောသက္ကဝုတိစัจ java ဝတိမင်းတို့သည်အာသုံးဖြစ်ခဲ့ဘူးလေကုန်ပြီယဟနာကြီးကပြန်ပြောနေတာစัจ java မင်းရဲ့စည်းစိမ်တွေကိုလည်းပဲငါရခဲ့ဘူးတဲ့စัจ java မင်းဘဝက၄ချိန်နဲ့စัจ java မင်းဘဝကဘယ်နှချိန်လဲစေတီပူဇော်ရတဲ့ကုသိုလ်ကံကြောင့်စัจ java မင်းဘဝကလည်း၄ချိန်နဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားချစ်ခင်စေကောင်းဝင်တဲ့သူတော်စင်များအဲ့ဒီဘဝကမနေလို့သုတေဟောလူပြည်နှံပြည်စုံစမ်းသွားလာရဲ့ဂေါရမမြတ်စွာဘုရားပွင့်တော်မူရာကာလတဝဋ္ဌိပြည်မှာအမျိုးကောင်းသားတယောက်လာဖြစ်ပါတယ်မြတ်စွာဘုရားရဲ့ကြောင်းတော်ကိုသွားတရားနာလို့မြတ်စွာဘုရားရဲ့သာသနာတော်ကိုဝင်ပါတယ်သာသနာဝတ္တရှင်ဟန်ဖြစ်နေဝိပဿနာတွေကျင့်ကြံကြုတ်ကိုအထုလိုက်တာသောတေရောထိုပိစုပတ္တကံသေညမထေကြီးသည်အရဟတံကိလေသာအသောခွန်လျောကုံကနဲ့ယဟနာဖြစ်သောပါပုန်ဤကောင်းစွာမသွေရတော်မူရောက်တော်မူခဲ့ပါပေပြီတကားမြတ်စွာဘုရားကိုမဖူးလိုက်ရလို့တောကမီးတွေတဟူးတပြောင်ပြောင်လောင်နေသောထိုဘလူမင်းကြီးဟာတာကရမထေသူမြတ်ကတကားတော်ဘလူမင်းအာမပြည့်နဲ့တတ်တော်ထေရှားမြတ်စွာဘုရားကကုသိုလ်မျိုးစစ်တွေပေးခဲ့ပြီးသားတကားကြီးစိုက်ပျိုးပါတော့လို့အဲ့ဒီဩဝါဒကထာကိုနာကြားပြီးတော့ဘ
ဘလူမင်းကြီးဒီဖယားတဲပါတယ်ဘာလို့လဲဘယေတရဲ့အဲ့ဒီဖယားမှာ9နှစ်တိုင်တိုင်ဘယ်နှစ်လဲ9နှစ်တိုင်တိုင်ဗုဒ္ဓရဲ့ဝေယဝစ္စတွေကိုဆောင်ရွက်သွားတဲ့ကုသိုလ်ဟာနောက်ဆုံးယဟန္တာဖြစ်ရတယ်လို့ဘာဖြစ်ရလဲဆိုလိုက်ပါတောကကိုပဲဖယားတဲအပေမလားပါတောကကိုပဲဖယားတဲအပေမလားပါလောဘကိုပဲဖယားတဲအပေမလားပါဖယားတဲကကျိုးဖက်လာရောက်ရလူနဲ့ရွာဖယားတဲကကျိုးဖက်လာရောက်ရလူနဲ့ရွာဖယားတဲကကျိုးဖလာဖြစ်ရမင်းစကြာဘုရားတေကကျိုးဖလာဖြစ်ရမင်းစကြာနောက်ဆုံးဘဝအရဟန္တာဖြစ်ရယဟန္တာနောက်ဆုံးဘဝအရဟန္တာဖြစ်ရယဟန္တာနောက်ဆုံးဘဝမှာကိလေသာအသောခေါ်လျောကုန်ကားလို့ယဟန္တာဖြစ်သွားတဲ့ပိစုပဋ္ဌကသင်္ညထေရအပါဒံတရားဘိဓိပိတာပေါင်းတော်ကောင်းတို့နာကြားပြီးတော့ဟောဒီရွှေမော်တော်စေတီတော်ကြီးမှာလာပြီးတော့ဝေယဝစ္စတဲ့တပည့်စီလဲတာပန်းလဲတာရေသွန်းတာအမိုက်စွန်းတာဟိုမှာဘလူမင်းကြီးလှုပ်သွားတာ9နှစ်ဘယ်နှစ်လဲပြည့်တဲ့9နှစ်လုံးလုံးဗုဒ္ဓဝေယဝစ္စတဲ့ဆောင်ရတတ်တဲ့ဘလူမင်းကြီးဟာနောက်ဆုံးကိလေသာအသောခေါ်လျောကုန်ကားလို့ယဟန္တာမဖြစ်ဘူးလားသူ့ကိုအားကြပြီးတော့ဘုန်းကြီးတို့ပိတာပေါင်းတော်ကောင်းတို့လည်းပဲဗုဒ္ဓဝေယဝစ္စစေတီယဝေယဝစ္စတွေကိုပြုလို့ဆောင်ရနိုင်ကြပါစေဒီစေတီကြီးဟာဗုဒ္ဓရဲ့စံတော်ကိဝတ်တော်မူရာတတ်တော်ထင်ရှားမြတ်စွာဘုရားပဲလို့အဲ့ဒီလိုရွှေမော်တော်စေတီတော်ကြီးကိုကြီးညိုနိုင်ကြပါစေခြင်းအကျိုးငါကဲပေသားရဲ့ရွှေမော်တော်သမိုင်းခေါ်ကြစို့ဘာသမိုင်းလဲဧကံဓမယံဘဂဝါရာဇကဟတသမိပေမကုလနာမပပတိဝိဟရတိဧကံသမယံအာဂရဘာစီတော်ကဘဂဝါဘုန်းတော်6ပါးတခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးသည်ရာဇကဟတတောင်ကြီး9လုံးပိတ်ဖုံကားကိုရာဇကြိုခေါ်တဲ့ရွှေမြို့တော်ကြီးရဲ့သမိပေအနီးအနားမှာမကုလနာမပပတိမကုဒလို့အမည်ရတဲ့တောင်မှာဝိရတိယပဒလေးလီဖြင့်မြညီရွှင်ပြောင်းတရင်သုံးငါစံပဲတော်မူခဲ့ပါပေတည်းရွှေမော်တော်ဘုရားသမိုင်းကိုစဟောရင်ဘုန်းကြီးတို့မြတ်စွာဘုရားရာဇကြိုမြို့အနီးရာဇကြိုမြို့အနီးမကုလတောင်တဲ့ဘာတောင်နဲ့လဲမကုလတောင်ဆရာတော်ကြီးထဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ဝါဆိုဝါကတ်တာအဲ့ဒါ6ဝါမြောက်ဘယ်နှဝါမြောက်လဲ6ဝါမြောက်ဝါကိုမြတ်စွာဘုရားဒီမကုလတောင်ဆရာတော်ထဲမှာဝါဆိုဝါကတ်ပါတယ်တဲ့6ဝါကျွတ်တော့9ဝါမြောက်ကိုကတာဝရိဏမှာဝါသွားကတ်တာ9ဝါမြောက်ကဘယ်မှာလဲတာဝရိဏမှာမေတော်မိနတ်သားကိုတရားတက်ဟောတာအဘိဓမ္မာတရားအဲ့ဒီတာဝရိဏမကြွခင်မေတော့ကျေးဇူးမဆက်ခင်6ဝါမြောက်ဝါကိုရာဇယုံမြို့အနီးကမကုလလို့အမည်ရတဲ့တောင်အဲ့ဒီတောင်ကြီးရဲ့ခြေရာတော်ကြီးထဲမှာမြတ်စွာဘုရားသည်ဣရိယာပဋ္ဌယာပဋ္ဌလေးလီမြတ်ကြီးရွှင်ပြုံးတရင်သုံးနေတော်မူစဉ်ကာလပရိသတ်ရဲ့အိန္ဒိယနဲ့မြန်မာနိုင်ငံဆိုတာနယ်နိမိတ်ချင်းစပ်နေတာဟုတ်တယ်မလားအိန္ဒိယနဲ့မြန်မာနိုင်ငံဆိုတာနယ်နိမိတ်ချင်းစပ်နေတာပဲမြတ်စွာဘုရားလက်ထက်တည်းကမြန်မာပြည်ကကုန်းနေတယ်အိန္ဒိယသွားကုတ်ကူးသားရောက်ဝယ်မှုသွားကြဟိုးရွှေတကုံဘုရားသမိုင်းထဲမှာဘိဓိပိသပါပြီးတာတပုဒ္ဒနဲ့ဗန္လိကဘာနဲ့လဲကုန်းနေညီနောင်မို့လားအိန္ဒိယသွားတာပဲဟိုမြတ်စွာဘုရားလင်းလုံးမင်းအောက်တရင်သုံးနေတော့အဲ့ဒါဘုရားတွေ့ကူရတဲ့အခါကျတော့အဲ့ဒီမှာမြတ်စွာဘုရားကိုတို့ပြမုတ်ဆုပ်တွေကတ်လို့မြတ်စွာဘုရားကဆံတော်တွေပေးသနာလိုက်လို့ပြန်တဲတာတိကုံပလို့ခေါ်တဲ့ရွှေတကုံဘုရားကြီးမဟုတ်ဘူးလား
အဲ့ဒီတော့တန်ခါယရဏတော်မှမပေါ်သေးဘူးဖယားနဲ့တရားပဲသူတို့ကဆိုခဲ့ရတာဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတရဏဂုံနှစ်ပါးတည်းယူပြီးတော့ပြန်လာရတာအဲ့ဒါဥက္ကလာပကဘယ်ကလဲပရိသတ်ရေခေါ်ဘုန်းကြီးတို့ဟောဒီရှင်ဘောတော်ဘုရားကြီးရဲ့ဆံတော်ကတော့ဒီလိုမဟုတ်ဘူးပရိသတ်မြတ်စွာဘုရား6ဝါမြောက်ဆရာတော်တရင်သုံးနေတဲ့အချိန်နဲ့ရှေ့အခေါ်တော့ဒုံဆိုင်တူမြို့တယ်ဒုံဆိုင်တူဘာမြို့တယ်လဲဒုံဆိုတာကမြို့ဇိုင်းဆိုတာကတောင်တူဆိုတာကတီးတယ်တဲ့ဒုံဆိုင်တူမြို့ဒီကနေ့ကတော့ဇောင်းတူဒီကနေ့ကပါတယ်လေရှေ့ကခေါ်တော့ဒုံဆိုင်တူဒုံဆိုတာကမြို့တဲ့ဇိုင်းဆိုတာကတောင်တဲ့တူဆိုတာကတီးတီးတဲ့တောင်ထွန်းလို့မြို့တည်ထားတဲ့မြို့မို့လို့ဒုံဆိုင်တူဘာမြို့အဲ့ဒီဒုံဆိုင်တူမြို့မဟာဘောဂတာရဘွဲတစိတ်တော်ရတထေကြီးပိန်ဓိကတဲ့တထေကြီးနာမည်ကဘယ်သူလဲတထေကတော်ကြီးနာမည်ကသူမနကလျာဏီတထေကတော်ကြီးနာမည်ကအဲ့ဒီသူမနကလျာဏီနဲ့ပိန်ဓိကတထေကြီးတို့မှာသားလေး2ယောက်ရှိတယ်တဲ့မဟာတာလနဲ့သုလတာလဘယ်သူနဲ့ဘယ်သူမဟာသာလနဲ့သုလသာလသား2ယောက်အဲ့ဒီသား2ယောက်အရွယ်ရောက်လာတဲ့အခါကျတော့မစ္စည်းမဒေသအိန္ဒိယဘက်ကိုကုန်ကူးတန်းရောက်ဝယ်မှုထွက်သွားကြတယ်အိန္ဒိယနဲ့မြန်မာရှေ့တဲ့ကကုန်သွယ်မှုလုပ်ငန်းဟာရှိကြတော့သွားကြတယ်ရခိုင်ရိုးမာတွေဖြတ်ပေါ်လေဟိုအာတန်တို့မဏိပူရတို့ဘက်ကနေပြီးတော့အဲ့ဒါတရွေ့ရွေ့နဲ့သွားရင်ကနေပြီးတော့အဲ့ဒါဘုန်းကြီးတို့ဒီမဟာသာလနဲ့သုလသာလကုံတဲ့2ယောက်ဟာဘယ်ကိုရောက်သွားတော့ဆိုရင်ရာဇဂိုမြို့ကိုရောက်သွားတာဘယ်ကိုရောက်သွားရာဇဂိုမြို့ဆိုတာလည်းပဲတကက်တခါတည်းမြို့ကြီးပြကြီးကုန်းစီကုသရောက်ဝယ်မှုအလွန်ကောင်းတဲ့မြို့ဆိုတော့တရွေ့ရွေ့နဲ့လက်ဓာတ်ကြီးတွေချီးပြီးတော့သွားရင်ကရာဇဂိုမြို့ကိုရောက်တော့ရာဇဂိုမြို့ထဲမှာမြတ်စွာဘုရားရဲ့ဂုဏ်တန်နဲ့တတ္ထကတောသာလောကေဥပ္ပန္နောဟောတိအရဟံသမ္မာသမ္ဗုဒ္ဓောဓမ္မောဇဒေတိယတိလောကသုံးပါးမှာဘုရားပွင့်နေပြီမြတ်စွာဘုရားရှင်ကိုရောမြတ်ဒီတတ္တဝါတွေကိုကိလေသာငြိမ်းရာငြိမ်းချမ်းသူတော်ကောင်းတရားတွေလည်းဟောနေပြီအဲ့ဒီလိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်တရင်တွေဟာမဆန့်ဘဝပြန့်နှံ့တဲ့ပြီးတော့ရာဇဂိုမြို့သူမြို့သားတွေအောက်အော်တောင်းနဲ့ပြောဆိုနေတဲ့အတန်ကိုသုလသာလမဟာသာလဒုံဆိုင်တူမျိုးကဇောင်းသူမျိုးသားကုံတဲ့ညီနောင်တို့ကြားတဲ့အခါကျတော့အမောင်တို့ပြောနေတဲ့မြတ်စွာဘုရားဆိုတာဓမ္မတရင်သုံးတယ်လေ။အိုးမြတ်စွာဘုရားကဝင်းမဟုတ်ပါဘူး။ရာဇဂိုမျိုးအပြင်ဘက်မကုလတောင်းရဲ့ခြေရာတော်ကြီးထဲမှာမြတ်စွာဘုရားဒီနေ့ဝါကတ်တော်မူတယ်အမောင်တို့ဖူးကျင်လို့လားဟာဖူးကျင်တာပေါ့ဘုရားတခါမှမဖူးဘူးအဲ့ဒါဆိုရင်လိုက်ဖို့ပေးမယ်လို့ဆိုပြီးတော့ဘယင်တတ်တဲ့အဲ့ဒီရာဇဂိုမြို့သူမြို့သားတွေကဒုံဆိုင်တူမြို့သားမဟာသာလနဲ့သုလသာလကုံတဲ့ညီနောင်2ယောက်ကိုမြတ်စွာဘုရားတရင်သုံးတဲ့ခြေရာတော်တဲ့ကိုခေါ်သွားတယ်တဲ့ဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဖူးလဲဖူးတွေလိုက်ရရောဟာအဲ့ဒီမှာဝမ်းမြောက်ဝမ်းသာနဲ့အာရပါရနဲ့ဗုဒ္ဓမေတရဏအညဏတိဓမ္မောမေတရဏအညဏတိသံဃောမေတရဏအညဏတိဣသသေကေပါဏုဗေဒံဗုဒ္ဓံတရဏဥပေမိခဏကအစပြုရင်တပည့်တော်တို့သည်မြတ်စွာဘုရားနဲ့တကွာတရားတော်သံဃာတော်ယရဏသုံးပါးကိုကိုယ်ကစိကပါပြီဗျာဣဇာယနေ့ကိုစပြုရင်မံဘုရားတပည့်တော်တို့ကိုဥပဒကယရဏ3ရပ်ကိုစိကတတ်သောဥပဒကဟူ၍ဒါရီတုမှတ်တင်စေပါတယ်မြတ်စွာဘုရားလိုအဝေါ်စားရှင်တော်ကြောင့်အောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော်သတည်းဇောင်းတူမျိုးသားကုံတဲ့ညီနောင်2ယောက်ဟာတဲ့မြတ်စွာဘုရားကိုဖူးလဲဖူးရရောတရဏဂုံသီလခံယူဆောက်တည်လို့မြတ်စွာဘုရားထာမတရားနာတယ်တရားနာတဲ့အခါကျတော့ဟိုဓမ္မရမဏပိတိခန္ဓာကိုယ်ထဲမှာတပွားပွားနဲ့ဖြစ်ပေါ်လာပြီးတော့လောကဥပမာပေါ်ပြေးတယ်သမင်းကောင်းခင်းကောင်းစားရရင်ကိုယ်ချစ်တဲ့သူတငယ်ချင်းတွေမိတ်ဆွေတွေကိုသတိမရဘူးလားအဲ့ဒီလိုပဲဓမ္မပိတိဓမ္မရတ္တတရားအရသာ
ကိုယ်တိုင်စားလဲစားရရောမိဘနှစ်ပါးနဲ့ဆွေမျိုးညီကိုမောင်နှမတွေကိုတရားလဲနာစေခြင်းနဲ့ဖယားလဲပူစေခြင်းနဲ့သုလသာလနဲ့မဟာသာလကုံတဲ့ညီနောင်နှစ်ယောက်ရဲ့စိတ်ထဲမှာဖြစ်လာတာတွေကငါတို့ကြီးတရားနာလို့မပြီးသေးဘူးငါတို့ရဲ့အဖေပိန္ဒိကသူမနာကလျာဏီအမေလုပ်တဲ့တထေကတော်ကြီးတို့လည်းတရားနာစေခြင်းနဲ့အဲ့တော့ကုံတဲ့ညီနောင်ကမြတ်စွာဘုရားကိုဗန္ဒီဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဘဂဝါဘုရားရှင်ကိုတော်မြတ်ကြီးသည်မယံတပိတော်တို့ကိုအနုကံပံအစဉ်တနာခြင်းကိုဥပါဒရာအကြောင်းပြု၍ဒုံဆိုင်တူနာမနဂရံဒုံဆိုင်တူလို့ခေါ်တဲ့မြို့တော်ကြီးကိုကိစ္စတုရှင်မယားကိုတော်တိုင်းကြွစေတော်မူပါတယ်ဗျာကြွစေလိုပါတယ်မြတ်စွာဘုရားဣတိဤသို့အဝဇာရှင်တော်ကြောင့်အောင်ကောင်းစွာမသွေလျောက်ထားပင့်ဆောင်လိုက်ပါပေပြီတကားဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်တို့ခမဲတော်နဲ့မဲတော်တို့ဆွေတွေမျိုးတွေမြတ်စွာဘုရားကိုဖူးရအောင်တရားနာရအောင်ရှင်ဘုရားတပည့်တော်တို့မြမပြည်ဆောင်းတူမျိုးကိုကြွတော်မူပါမြတ်စွာဘုရားဘုရားပင့်လာဘာလို့တန်လဲမင်းသားရဲ့အဲ့ဒီလိုသုလသာလမဟာသာလသုံးတဲ့ညီနောင်နှစ်ယောက်မြတ်စွာဘုရားကိုပင့်တော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကအနာဂတဉာဏ်တော်ကြီးပြီးရှင်ကျင်ပြီးတော့ကြည်တယ်အနာဂတဉာဏ်တော်ကြီးပြီးလှမ်းကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့ဉာဏ်တော်တဲ့ပိဋကရဲ့ဘယ်လိုထင်လာတော့ဆိုရင်နောင်သောအခါငါဘုရားရှင်ကိုတော်မြတ်ရဲ့ဆံတော်မြတ်ကိဝတ်တော်မူရာဇောင်းတူမြို့နယ်အပါဝင်ဖြစ်တဲ့အရာဒေသမှာဟန္တာဝတိလို့အမည်ရတဲ့တိုင်းပြည်ကြီးပေါ်ထွန်းလာလိမ့်မယ်တဲ့အဲ့ဒီဟန္တာဝတိပြည်မှာသမလမင်းကြီးကစပြီးတော့မင်းအဆက်ဆက်တို့ဟာငါဘုရားရဲ့သာသနာတော်ကိုသဝေယုံကြည်ကထောက်ပံ့လူတန်းလိမ့်မယ်ငါဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်ကြီးဟာလည်းပဲဟန္တာဝတိနေပြီးတော်ကြီးမှာနေလိုလလိုအလွန်ပင်ထွန်းတောင်းလိမ့်မယ်လို့ဘုရားရှင်ကိုရောမြတ်သည်မြင်တော်မူဟန္တာဝတိမြို့ဆိုတာဇောင်းတူမြို့ရဲ့နောက်မှာပေါ်တာမရတဲ့ဇောင်းတူမြို့ကအရင်ပေါ်တာဘာမြို့ကအရင်ပေါ်လဲအဲ့ဒီတော့ဟန္တာဝတိမြို့ဆိုတာမပေါ်သေးဘူးသုလသာလမဟာသာလကုံတဲ့ညီနောင်တို့မြတ်စွာဘုရားထံကိုရောက်သွားစဉ်ကာလကဟန္တာဝတိမြို့ဆိုတာမပေါ်သေးဘူးသို့တော်မြတ်စွာဘုရားရှင်ရင်မြင့်ကြည့်လိုက်တော့မြတ်စွာဘုရားရဲ့အနာဂတဉာဏ်တော်ကြီးထဲမှာဟန္တာဝတိမြို့ကြီးရဲ့ဘုရားဆံတော်တည်ထားမဲ့စေတီကြီးရဲ့နောက်တကဟောဒီဟန္တာဝတိမြို့ကြီးမှာပရိယတိသာသနာပฏิပတ်တိသာသနာတော်ကြီးထွန်းကားပြီးတော့နေလိုလလို့မြတ်စွာဘုရားသာသနာတော်ကြီးဟာဟန္တာဝတိမြို့မှာထွန်းကားမယ်ဆိုတာကိုဘုရားရှင်ကိုရောမြတ်မြင်တော်မူတဲ့အခါကြတော့မှာဆရံရှင်မင်းရဲ့နှမောင်းတော်နဲ့တူတဲ့လက်တော်ဖြင့်လက်ရလက်ဘာလဲလဲဘုရားရဲ့လက်ရလက်တော်ဖြင့်ခေါင်းတော်ကိုဆန့်တန်းပြီးတော့တတ်လိုက်တဲ့အခါမှာဘုရားရှင်ကိုရောမြတ်ရဲ့လက်တော်ထဲမှာဆံတော်နှစ်ဆူဆံတော်ဘယ်နှဆူလဲဆံတော်နှစ်ဆူကန့်ညီပါလာတော်မူတယ်အဲ့ဒီဆံတော်မြတ်နှစ်ဆူကိုဘုန်းတော်၆ပါးတခင်တပ်ပြီးဘုရားရှင်ကိုတော်မြတ်ကမဟာသာလနဲ့သုလသာလကုံတဲ့ညီနောင်တို့အားသာသနာတော်အရှိခံတည်ရစေရန်ရည်တန်လျက်ကောင်းစွာမသွေပေးသနာတော်မူလိုက်ပါပေသတည်းအဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ကဆံတော်နှစ်ဆူဂုံတဲ့ညီနောင်ကိုပေးတော်မူတဲ့အကြောင်းကိုဟိုးနတ်တို့ရွာအစိုးရတဲ့သတုမာနဲ့တာဝရိန္ဒာနတ်နေရွာကိုအစိုးရတဲ့တရားမင်းကြီးသိသွားပြီတဲ့တရားမင်းကြီးသိလဲသိသွားတော့ပိဋကတ်ဆံတော်နှစ်ဆူထဲ့ပြီးတော့ပူဇော်ဖို့လို့တပည့်သားဝင်လောက်ရှိတဲ့ယေရနာရွှေကျုပ်တဲ့ဘာရွှေကျုပ်တဲ့လဲယေရနာရွှေကျုပ်ကြီးကိုဗရမ ्या အဖုံနဲ့ဖုံးပြီးတော့သုလသာလမဟာသာလကုံတဲ့ညီနောင်တို့ရဲ့လက်ထဲကိုလာပြီးတော့ထည့်ပါတယ်အမောင်ကုံတယ်တို့မြတ်စွာဘုရားချင်းမြင်တော်မူတဲ့ဟောဒီသံတော်နှစ်ဆူကိုအမောင်တို့ဒုံဆိုင်တူမျိုးကိုပင့်သွားတဲ့အခါမှာဒီတိုင်းပင့်မသွားပါနဲ့ဟောဒီယေရနာကျုပ်ထဲမှာထည့်ပြီးတော့ပင့်သွားပါလို့ဆံတော်မြတ်နှစ်ဆူထည့်ဖို့လို့တရားမင်းကိုယ်တိုင်ဆဲလို့ဘုန်းကြီးတို့ဘေးသားရေယေရနာရွှေကျုပ်ကိုအပ်ပါတယ်
အဲ့ဒီယရဏရွှေကျုပ်ဟာအမြင့်တစ်ထောင်ရှိတယ်တဲ့ဆန်အမြင့်တစ်ထောင်ရှိတဲ့ယရဏရွှေကျုပ်တရားမင်းပေးရတဲ့ယရဏရွှေကျုပ်ကိုဗုဒ္ဓရဲ့ဆန္ဒနှစ်စုထဲ့လို့အဲ့ဒီသုလသာလနဲ့မဟာသာလကုံတဲ့ညီနောင်တို့ဟာ9ရက်တိုင်တိုင်ဘယ်နှရက်လဲ9ရက်တိုင်နဲ့အဲ့ဒီမှာအာရပါရပူဇော်တယ်အဲ့ဒီပူဇော်တဲ့ပွဲမှာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုနေ့စဉ်နဲ့သွန်းနေကိုယ်နေချက်ပြုံလူတန်းပြီးတော့စက္ကတာ9ရက်ပြည့်တဲ့အခါကျတော့မှကုံတဲ့ညီနောင်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုလျှောက်ပါတယ်ဓမိတ်တရဓမ္မတာမိဓမိတ်တရဓမ္မတာမိဖြစ်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားပေးသနာတော်မူတဲ့ဆံတော်နှစ်စုကိုတပည့်တော်တို့ဘယ်ရဒေသမှာဘယ်လိုပူဇော်ရပါမလဲဘုရား9ရက်ပြည့်တော့လျှောက်တာဘယ်နှရက်ပြည့်တော့9ရက်ပြည့်တော့မြတ်စွာဘုရားနဲ့တန်ဃာတော်တွေဆွမ်းကြည်ဝဲကြီးပြီးတဲ့နေ့မှာသုလသာလမဟာသာလကုံတဲ့ညီနောင်တို့ကလျှောက်တယ်အဲ့ဒီတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကဒါယကာတို့ကုံတဲ့ညီနောင်တို့ဟန္တာဝတိမြည်တဲ့တောင်ရဲ့အနောက်ဘက်မနီးမဝေးသောအရာဒေသမှာပေါ်ထွန်းနေတဲ့တုဒ္ဒတနာတောင်ထိပ်မှာတုဒ္ဒတနာတောင်ထိပ်မတောင်ထိပ်တယ်လေသုဒ္ဓတနာတောင်ထိပ်မှာဌာပနာပြီးတော့ကိုယ်ဝဲကြပြီတော့လို့အဲ့ဒီလိုပထမဘုရားသိက္ခာကမိတ်ကြားတော်မူတယ်ပြီးတော့ကုံတဲ့ညီနောင်ကစဉ်းစားတယ်တဲ့ပရိသတ်ကြီးဟောတို့ဒုံတိုင်းတူမြို့နာတဝိုက်မှာဟန္တာဝတိဆိုတာလည်းမကြားဘူးသုဒ္ဓတနာဆိုတာလည်းမရှိဘူးအဲ့ဒီလိုတို့ညီကိုနှစ်ယောက်စဉ်းစားမိပြီးတော့မြတ်စွာဘုရားကိုထလျှောက်တယ်တဲ့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားရှင်ဘုရားမိန့်တော်မူတဲ့ဟန္တာဝတိသုဒ္ဓတနာတောင်တို့ဆိုတာတပည့်တော်တို့မသိပါဘူးဗျာအဲ့ဒီလိုလျှောက်တော်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကဒါယကကုံတဲ့ညီနောင်တို့အဲ့ဒီတောင်နှလုံးဟာသမုဒ္ဒရာအလယ်မှာရှိဥစွာပေါ်ထွန်းလိမ့်မယ်မပေါ်သေးဘူးပိဋကကြီးနော်မပေါ်သေးဘူးနောက်တော့မှပေါ်ထွန်းလာလိမ့်မယ်အဲ့ဒီနေရာကိုစံတော်မြတ်နှစ်စုတီထားကိုယ်ဝဲနိုင်ရေးအတွက်နတ်တွေတရားတွေကကိုယ်တိုင်ညွှန်ပြလိမ့်မယ်လို့ဒုတိယဗျာဒိတ်စကားကိုအဝဇာကောင်းကားမဲ့သွေမိန်ကြားတော်မူလိုက်ပါပဲတည်းတကားတို့ဘာမှမပူနဲ့ဟန္တာဝတိမြို့တို့သုဒ္ဓတနာကုန်းတို့ဆိုတာအခုမပေါ်သေးဘူးပင်လည်းအောက်မှာမြုပ်နေတာနောက်တပြေးပြေးနဲ့ပေါ်လာလိမ့်မယ်အဲ့ဒီနေရာကိုဆံတော်နှစ်စုတီဖို့နေရာကိုနတ်တွေတရားတွေကကူညီပြီးတော့ပြလိမ့်မယ်လို့အဲ့ဒီဗျာဒိတ်စကားမိတ်ကြားပြီးတော့ခွင်တို့ပေးတိုင်းမြတ်စွာဘုရားလည်းပြန်ကြွသွားရောအဲ့တော့ဗုဒ္ဓရဲ့ဗျာဒိတ်စကားတော်အရာဆိုရင်ဒီနေ့ဟန္တာဝတိလို့ခေါ်တဲ့ဘဂိုးမြို့ကြီးဟာခွင်တို့ပေးတိုင်းအရင်တော့ကသမုဒ္ဒရာကြီးဖြစ်ခဲ့တယ်ဆိုတာကိုဒီလိုတွေးကြည့်လို့ရတယ်ပေါ့ဟုတ်လားသမုဒ္ဒရာကြီးအကြောင်းကိုလို့ကုံတဲ့ညီနောင်တို့ဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဗျာဒိတ်တော်စကားနှစ်ခွန်းဘယ်နှခွန်းလဲပိဋကဗျာဒိတ်တော်စကားနှစ်ခွန်းကိုဥထိပ်ရဲ့ပန်းစင်ပြီးတော့မဟာတက္ကရဲ့109ခုဘယ်လောက်လဲပိဋကရဲ့မဟာတက္ကရဲ့109ခုနှစ်မှာတရားမင်းပယတ်တဲ့ယရဏရွှေကျုပ်တော်အတွင်းဗုဒ္ဓရဲ့ဆံရမြတ်နှစ်စုထည့်ပြီးတော့သင်းဘောနဲ့ရေလန်းခကြီးကမြန်မာနိုင်ငံကိုပြန်ကြွလာကြတယ်တဲ့ဗုဒ္ဓရဲ့ဆံတော်မြတ်နှစ်စုတကူကြောင့်ဘာအန္တရာယ်မှရေလန်းခကြီးမှမတွေ့မကြုံရဘဲနဲ့ချောမောစွာဖြင့်ဒုံတိုင်းတူမျိုးကိုဆံတော်မြတ်နှစ်စုရောက်တော်မူလာပါတယ်အဲ့ဒါကုံတဲ့ညီနောင်တို့ဆံတော်မြတ်နှစ်စုပင့်ဆောင်တော်တဲ့အခန်းကိုဘုန်းကြီးတို့ဒီနေရာမှာခဏထားပြီးတော့ကုံတဲ့တွေဆံတော်ပင့်လာလို့ဒုံတိုင်းတူမြို့စိတ်ကမ်းကိုရောက်တယ်ဆိုတဲ့နေရာမှာခဏဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ရပ်ထားပြီးတော့မြတ်စွာဘုရားရဲ့ခရီးဒေသစာကြီးလက်လီဘုံကိုဘုန်းကြီးတို့နည်းနည်းပြောမယ်ဒါမှဒီနှစ်ခုကဆက်ဆက်မှုရှိမြတ်စွာဘုရားရှင်ကိုရောမြတ်ဒီမဟာတက္ကရဲ့132ခုနှစ်မှာနောက်ပါယဟန္တာ900နဲ့အတူဓမ္မထူတခရီးကြွတော်မူတယ်တဲ့ဘယ်ကိုကြွတော့ဆိုရင်တတ္တဝဝိနည်းတွေကိုတရားကြီးအမြိုက်စေးတိုက်ကျွေးဖို့လို့ပထမဥဆုံးကြွတော်မူလာတာမာလာယုကျွန်းဆွယ်တဲ့ဘာကျွန်းဆွယ်တဲ့လဲ
အဲ့ဒီမာလာယုကျွန်းစမှာကြွအဲ့ဒီမာလာယုကျွန်းစမှာရှိတဲ့တတ္တဝါတွေကိုတရားကြီးအမြိုက်စီတိုက်ကျွေးပြီးတော့ဆက်ပြီးတော့ကြွတော်မူလာကြတာဘုန်းတို့ပြေးသားရဲ့တောက်ကတဲ့အယုဒ္ဓရတဲ့ဒွါရဝတီယောနကသာဒလကံဘောဇလို့ခေါ်တဲ့အယဒေတာအသီးသီးတို့ကိုကြွတရားတွေဟောတတ္တဝဝိနည်းတွေကိုကြွတန်းဝင်စေပြီးတော့ဆက်လက်ပြီးတော့ကြွတော်မူလာတာရာမေညတိုင်းသုဝနဘုံမိတထုံပြည်ရသော်ဘုရားကြွလာတာတထုံပြည်ကိုဘယ်ကိုရောက်လာလဲအဲ့ဒါကံမောဇာကနေပြီးတော့မြတ်စွာဘုရားတထုံပြည်ကိုရောက်အဲ့ဒီတထုံပြည်ကနေပြီးတော့မြတ်စွာဘုရားဆက်ပြီးတော့ကြွတော်မူလာတာဟန္တာဝတီကျွန်းပေါ်ဥစသဲတောင်စွန်းကိုရောက်လာတာတဲ့ဟန္တာဝတီမြို့ကကပေါ်ပြီးပြည့်တိုက်အဲ့ဒီချိန်မှာသဲတောင်စွန်းလေးပဲပေါ်နေသေးတယ်အဲ့ဒီသဲတောင်စွန်းမှာမြတ်စွာဘုရားခေတ္တခဏရပ်တန့်တော်မူတယ်အဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ရပ်တော်မူလိုက်တဲ့တပြိုင်နက်တည်းသဲတောင်စွန်းမှာတကောင်ပေါ်တကောင်ထပ်ပြီးတော့နားနေတဲ့ဟင်္သာမောင်နှံကကောင်းငင်ကိုပြန်တက်သွားပြီးတော့၃ချိန်တိုင်တိုင်ဘယ်နှချိန်ပြည့်တာ၃ချိန်တိုင်တိုင်အတောင်နှစ်ဖက်ကိုရှက်ခါမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုအယုသေးပေးတယ်အဲ့ဒါနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအနာဂတသညံတော်ကြီးဖြင့်ကြည်ရှုတော်မူပြီးတော့အဲ့ဒီမှာဘုန်းကြီးတို့မြေတပေါင်းတော်ကောင်းတို့ရဲ့ဗျာဒိတ်ဇက်ကမိတ်ကြားတဲ့နောက်ပါလာတဲ့သံဃာတော်တို့ကိုရှင်သားတို့ဟောဒီသဲတောင်စွန်မြေမျက်နာခါခင်းသာဘိုးခင်းသာမတို့တဘာဝဇယိုက်ပျော်ပိုက်မြူကစားရနေရာဒေသဖြစ်၍နောင်သောအခါဒီနေရာကိုခန္ဓာဝတိလို့အမည်ပေးလိုက်မယ်ဒီနေရာမှာငါဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်ကြီးဟာရှင်မြင့်စွာတည်တံ့ပြီးတော့နေလိုလလိုထွန်းလဲလိုက်မယ်လို့ဘဂဝါဘုန်းတော်ကြောင့်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါ်စာကရုဏာရှိထားမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပဲတည်းဒီမြို့မှာငါဘုရားရဲ့သာသနာတော်ကြီးနေလိုလတ်လို့ထွန်းလိုက်မယ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ဗျာဒိတ်စကားမမိတ်ကြားဘူးလားမိတ်ကြားတဲ့အတိုင်းပဲတို့ဘဂိုးဟန္တာဝတီနေပြီးတော်ကြီးအခုပရိယသာသနာကောပရိပတ်သာသနာကောနေလိုလတ်လို့မထွန်းဘူးလားပရိယသာသနာမှာဆိုရင်အောက်မြန်မာနိုင်ငံမှာမန္တလေးကိုဖယ်တာအောက်မြန်မာနိုင်ငံမှာတတိုက်ထဲမှာသင်္ဃ1000ကျော်သတင်းသုံးတာဘုန်းကြီးတို့ဘဂိုးမြို့မှာပဲရှိတယ်တစ်ခေါက်ဝိုင်းကျောင်းဘာကျောင်းလဲပြည့်သားမန္တလေးမြို့ကိုဖယ်တာမန္တလေးမြို့ကလွဲ၍အောက်မြန်မာနိုင်ငံမှာသံဃာ1000ကျော်ပရိယတ္တိသာနာတော်အထုတ်နေတာတတိုက်သေးကိုပြောသေးတာနော်ဒီပင်အဲ့ဒီဒီပင်သံဃာရာချီပြီးတော့ရှိတဲ့သာသနာမန္တိုင်းတို့ပုဗ္ဗယုံတို့ဟောဘက်ကဥဒ္ဒါသီတိတို့ဘာလို့ဓာတွေကိုထားအောင်ခဏလေးတတိုက်သေးမှာတင်ကိုသင်္ဃာ1000ကျော်သတင်းသုံးပြီးတော့ပရိယတ္တိသာနာတော်ကိုအထုတ်နေတာအောက်မြန်မာနိုင်ငံမှာဆိုရင်ဘုန်းကြီးတို့ဘဂိုးမြို့မှာပဲရှိတယ်လို့ဘဂိုးသူဘဂိုးသားတွေကြွားကြရမကောင်းဘူးလားမဲနင်တို့မြို့တန်ခါမလားတို့မြို့တန်ခါ1000ကျော်ရှိတယ်တတိုက်ထဲမှာနေဟဲနင်တို့ဘဂိုးမြို့သူမြို့သားတွေတေသရာတရားကောင်းလိုက်တာကောင်းမှာပေါ့တို့ကဗျာဒိတ်စကားနဲ့နေတာကိုဘာစကားနဲ့နေတာလဲမြတ်စွာဘုရားကဘဂိုးမြို့မှာသာနာတော်ကြီးနေလိုလားလို့ထွန်းမယ်လို့မမိတ်ခဲ့ဘူးလားမိတ်ခဲ့တဲ့အတိုင်းကနေလိုလားလို့မထွန်းဘူးလားအေးအဲ့ဒါနေလိုလားလို့ထွန်းတဲ့ဘဂိုးမြို့မှာနေရတာဘုန်းကြီးတို့တရားတော်မတွေကံမကောင်းဘူးလားကံကောင်းရင်ဘယ်မှမချွေနဲ့ဘဂိုးပဲနေကြကြလားအေးဒါကြောင့်မို့လို့ကြိုက်တော်ပြီမေးသားရင်အခုပရမပိုင်းအဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်သည်ဟောဒီနေရာဌာနမှာဟန္တာဝတီနေပြီးတော်ကြီးပေါ်လိုက်မယ်လို့ပေါ်လာလိမ့်မယ်လို့ဆိုတဲ့ဗျာဒိတ်စကားကိုအဝေါ်စာကရုဏာရှိထားမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပဲတည်း